မျိုးရိုးကြောင့်လူတယောက်ဟာနှိမ့်ချသူဖြစ်မသွားဘူးမျိုးရိုးကြောင့်လူတယောက်ဟာမြင့်မြတ်သူဖြစ်မလာဘူးမြင့်မြတ်သူယုံနှိမ့်သူဆိုတာလူတွေရဲ့မျိုးရိုးနဲ့မဆိုင်ဘူးဒါကိုကြည့်တယ်အိန္ဒိယနိုင်ငံလူအတိုင်းဝိုင်းကြီးတစ်ခုလုံးဟာတုံ့လှုပ်ခြောက်ခြားသွားတယ်ဘာလို့လဲဆိုတော့လူတွေရဲ့အစဉ်အလာတစ်ခုကိုတော်လှန်လိုက်တာဖြစ်တယ်ဟောအဲ့တော့မြတ်စွာဘုရားကဘာကိုကြည့်ပြီးတော့ပြောတော့ဆိုကမ္မုနာဝတ္တလောဟောတိကမ္မုနာဟောတိဖြစ်တော့မြင့်မြတ်သူယုံနှိမ့်သူဆိုဒီမှာမြင့်မြတ်တဲ့အလုပ်ကိုလုပ်ရင်မြင့်မြတ်သူယုံနှိမ့်တဲ့အလုပ်ကိုလုပ်ရင်ယုံနှိမ့်သူစိတ်သဘောထားနဲ့သူ့ရဲ့လောက်ကင်ဆောင်ရွက်မှုကိုကြည့်ပြီးတော့မြင့်မြတ်သူနဲ့ယုံနှိမ့်သူကိုခွဲခြားသတ်မှတ်တယ်မြို့ရိုးနဲ့မဆိုင်ဘူးဥစ္စာဒနာကျွယ်ဝမှုနဲ့လည်းမဆိုင်ဘူးယာဓုကုန်သိမ့်နဲ့လည်းမဆိုင်ဘူးသူ့အလုပ်ကိုပဲသူကြည့်ရမယ်လူတယောက်ဟာမြင့်မြတ်သူလားယုံနှိမ့်သူလားဆိုတာလုပ်ငန်းကိုကြည့်လို့ဆိုလို့ဒီတဲ့ရှင်းရှင်းလင်းလင်းမြတ်စွာဘုရားဟောကြားတဲ့အခါမှာလူတယောက်ဟာသူများပစ္စည်းကိုတိတ်တခိုးခိုးယူလို့ရှင်တခိုးပဲမြင့်မြတ်သူမဖြစ်ဘူးသူ့လောက်ရကခိုးတဲ့အလုံးလုံးသည့်အတွက်ကြောင့်သူဟာတခိုးပဲလူတယောက်ဟာသူများပစ္စည်းကိုအနိုင်ထက်လူယူတာလို့ရှိရင်ဓမြပဲမြင့်မြတ်သူမဟုတ်ဘူးဘလောက်ပဲမျိုးရိုးကောင်းကောင်းခိုးစားတဲ့လူကတခိုးလူယူတတ်တဲ့လူကဓမြလောက်ရကိုကြည့်ပြီးတော့လူကောင်းလူမကောင်းလူဆိုးလူကောင်းခွဲခြားတယ်အဲ့ဒီစနစ်ဟာလွန်လက်တွေ့ကြတယ်ဒီနဲ့မြတ်စွာဘုရားရဲ့တော်လှန်ပြောင်းလဲမှုလူအတိုင်းဝိုင်းထဲမှာဒီအတွေးခေါ်တစ်ခုကိုပြောင်းလိုက်တယ်အိန္ဒိယနိုင်ငံမှာမျိုးရိုးမြင့်မြတ်ရင်ဘာပဲလုပ်လို့ခိုးစားစားလူစားစားလှုပ်ချနာလှုပ်မြင့်မြတ်သူပဲသူကမျိုးရိုးကနှိမ့်ကြပြီဆိုရင်ဘလောက်ပဲသူတော်ကောင်းကြီးဖြစ်ဖြစ်ယုံနေသူပဲမျိုးရိုးနဲ့အသေးသတ်မှတ်ထားတယ်အဲ့ဒီအသေးသတ်မှတ်ထားတဲ့ tradition သူတို့ရဲ့အစဉ်လာယုံကြည်ချက်ကြီးကိုတော်လှန်ပြောင်းလဲပြလိုက်တော့အိန္ဒိယနိုင်ငံတစ်ခုလုံးဟာတုံလှုပ်ခြောက်ခြားသွားတယ်ခြောက်ခြားသွားတယ်လက်ခံသူနဲ့လက်မခံသူကြပြချမ်းသာသွားသို့တော့လူတွေထဲမှာစိတ်ကောင်းနှလုံးကောင်းရှိပြီးရိုးသားဖြောင့်မတ်သူတွေကဒါဟုတ်တယ်ဆိုပြီးတော့လက်ခံလာကြလို့မြတ်စွာဘုရားလက်ထက်ကသူတို့ကိုသူတို့ပြမမင်းကြီးကဝေးတယ်လို့ယူဆထားတယ်ပြမနာတွေဟာမြတ်စွာဘုရားရဲ့တပည့်ကိုခံယူပြီးတော့တကယ်မြင့်မြတ်သူဖြစ်အောင်နေထိုင်သွားခဲ့ကြတယ်ပေါ့အဲ့ဒါဘုရားရဲ့အဆုံးအမရဲ့အောင်မြင်မှုပဲသို့တော့ရေရှည်အောင်မြင်မှုရသလားလို့ဆိုဒီကနေ့မှာအဲ့ဒီစင်လာတစ်ခုကပြန်ပြီးရောပါပျောက်ခွဲသွားပြီးတော့မူလရှေးဥဆွေယုံကြည်ချက်အတိုင်းပြန်ဖြစ်သွားပြန်ဖြစ်သွားမြန်မာနိုင်ငံမှာတော့မျိုးရိုးမြင့်မြတ်လို့မြင့်မြတ်တယ်မျိုးရိုးနှိမ့်ကြလို့နှိမ့်ကြတယ်ဆိုတဲ့အယူဆတစ်ခုဟာရှေးတုန်းကရှိကောင်းရှိမဲ့ဖြစ်တော့လည်းပဲဒီကနေ့ခေတ်မှာဒါမရှိတော့လူတွေရဲ့ကောင်းထဲမှာမရှိဘူးလူတော်လူကောင်းမြင့်မြတ်သူနဲ့ယုံနေသူဆိုတာဟုတ်ကိုချင်းတရားနဲ့ပဲတိုင်းတာပြောဆိုလာကြတယ်ဆိုဒါမှန်ကန်တဲ့လောက်ရတစ်ခုဖြစ်တယ်ဓမ္မစစ်ပရမတ္ထရှုတော်ကနေပြောဘုရားလောင်းမွေးဖွားလာတဲ့အခါမှာဝိပွေခြင်းခုနှစ်ဖွားလှမ်းပြီးလောကကြီးကိုခြိတယ်အရှေ့နောက်တောင်မြောက်ကိုခြိလိုက်တယ်ခြိလိုက်တဲ့အခါမှာသူခြိတဲ့အရတိုင်းကလှုပ်လှုပ်ရှားရှားဖြစ်တယ်လှုပ်လှုပ်ရှားရှားဖြစ်တယ်ဆိုတာလူတွေမမြင်ရတဲ့အတ္တလောကကြီးတစ်ခုလုံးကနတ်တိပြမာတွေကဖ
ဖျားလုံးကို respect ပေးနေကြတယ်လက်အုပ်ချီပြီးတော့ရှိခိုးနေကြတာတွေ့အရက်လေးမျက်နှာလုံးကြည့်ပြီးလိုက်တဲ့အခါမှာမြတ်စွာဘုရားလောင်းတော်လေးလုံးမြင့်မြတ်သူဆိုတာလောကမှာမရှိဘူးဆိုတာတကယ်စိတ်သက်ဖြူစင်မှုရှုထောင့်ကနေပြီးတော့မြတ်စွာဘုရားရဲ့အလောင်းဟာလူသားထဲမှာတတ္တလောကကြီးတစ်ခုလုံးမှာဖြူစင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်အစစ်ဖြစ်ပါတယ်ဆိုတာအလုံးကလက်ခံကြိုးဆိုပြီးတော့ပြောဆိုကြတဲ့အခါမှာဘုရားလောင်းကအရွယ်နဲ့မလိုက်အောင်သူဟာလောကကြီးမှာအမြင့်မြတ်ဆုံးဖြစ်တယ်ဆိုတာကိုအကောဟမတမိလောကတာငါဟာလောကရဲ့ top 1ပေါ့ထိတ်ဆုံးကပုဂ္ဂိုလ်ဖြစ်လာပြီဘာထိတ်ဆုံးတုံးဆိုလို့ရှိရင်စိတ်ထက်ရေးရဖြူစင်တဲ့နေရာမှာသူ့လောက်ဖြူစင်တဲ့သူကမရှိဘူးဒါကြောင့်မို့ကိုချင်းတရားနဲ့ပတ်သက်လာလို့ရှိရင်လည်းသူ့ရဲ့ဖြူစင်မြင်မြတ်မှုဟာကြီးမားတယ်စစ်ထောဟမတမိလောကတာလောကရဲ့အကြီးအကဲဖြစ်ပြီးတစ်ထောဟမတမိလောကတာလောကမှာချီးမွမ်းမွေဂုဏ်တွေပြည့်စုံရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုအဲ့ဒါကိုအတိလင်းရဲဝံ့စွာသူ့ရဲ့ပြည့်မြတ်သူမရှိဘူးဆိုတာမမြင်ရတဲ့တရားတွေရဲ့အပိမှုနဲ့ခံယူမှုနဲ့သူကိုယ်တိုင်သူပြန်သုံးသပ်ပြီးတော့ပြောဆိုနိုင်ခဲ့တာမမနာချောင်ပြောဆိုတာမဟုတ်ဘဲနဲ့သူ့အနေနဲ့ဘလောက်ဖြူစင်တယ်လဲဆိုရင်သူ့ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ရှိရင်သူကိုယ်တိုင်ကလေးစားဖို့ကြည်တာဖြစ်တယ်။ငါရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်များရှိသလားရှိရင်သူ respect ပေးမယ်မို့အဲ့ဒီစိတ်ဓာတ်ဟာအလုံးမြင့်မြတ်တဲ့စိတ်ဓာတ်လို့ခေါ်တယ်။လောကမှာလူတွေဟာလူတိုင်းဟာကိုယ့်ရဲ့တာရဲလို့မရှိဘူးဘယ်သူကိုမှ respect မပေးနိုင်ဘူးဆိုတဲ့အနေထားတစ်ခုကမာနလို့ခေါ်တယ်အဲ့ဒီမာနမျိုးဟာဘုရားလောင်းမှာမရှိဘူးစိတ်ထဲမှာဖြူစင်တယ်သူ့ရဲ့တာရဲလူရှိရင်အလေးပြုဖို့သူဟာဝမလေးဘူးဘယ်သူကိုပဲဖြစ်ဖြစ်ဥညွတ်လေးစားဖို့ဝမလေးဘူးသို့တော့အလုံးကသူ့ကိုဥညွတ်နေချတယ်စိတ်ဓာတ်ဖြူစင်မှုကိုကြည့်ပြီးသူ့ကိုဥညွတ်ဥပမာပါနဲ့တူတယ်လေလို့ဆိုလို့ရှိရင်အလုံးသိနေကြတဲ့တဲ့ကြာပင်ဆိုတာရွှွညွန့်နဲ့မှပေါက်တယ်ရွှွညွန့်နဲ့ပေါက်လာတဲ့ကြာရိုးဟာလေဖြူစင်တန်ရှင်းမှုတလောက်မရှိဘူးကြာရွက်ဒီဟာလည်းပဲဖြူစင်တန်ရှင်းမှုတလောက်မရှိဘူးအဲ့ဒီကြာပင်ကပွင့်လာတဲ့အပွင့်ကလေးချတဲ့အခါကျတော့ကြာရိုးနဲ့လည်းမတူဘူးကြာအမြင့်နဲ့လည်းမတူဘူးကြာရွက်ကြာပန်းနဲ့လည်းမတူပဲနဲ့လုံးဝဖြူစင်တန်ရှင်းပြီးရေတောင်မထိတဲ့အနေထားမျိုးထိအောင်ဖြူစင်တန်ရှင်းသွားတာကြာပင်အတွက်အတန်ရှင်းဆုံးအကောင်းဆုံးဟာကြာပန်းပဲဖြစ်တယ်ပေါ့ဘုရားလောင်းဟာလေလောကကြီးမှာသူဟာကြာပန်းတဲ့ဖွယ်ပဲအလုံးအဆိုးတွေကိုလွန်မြောက်ပြီးတော့စိတ်ထက်အရေးရာအနေနဲ့အကျင့်တရားအရေးရာအနေနဲ့လုံးဝအပြစ်တင်စရာမရှိအောင်ဖြူစင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်မလို့အကောဟမတဝိလောကတာလို့သူကသူပြောနိုင်တာဖြစ်တယ်။အမှအဖြစ်ကြည့်ကြည့်လေကြာယိုးနဲ့ကြာရွက်ကြာပန်းဘယ်ဟာကိုယူလဲဆိုကြာပန်းပဲယူကြမှာပေါ့။အကောင်းဆုံးကကြာပန်းအဲ့ဒီကြာပန်းလို့အပြစ်တင်စရာမရှိတော့အောင်ဖြူစင်မြင့်မြတ်တဲ့အနေအထားမျိုးရောက်ရှိတယ်လောကထဲမှာဝေဖွားတယ်လောကထဲမှာကြီးတယ်ဒါပေမဲ့လောကရဲ့အနေထားတဲ့တာလွန်ပြီးတော့ဖြူစင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်သူဆိုလိုတာပေါ့အဲ့တော့ဖြူစင်မြင့်မြတ်မှုမြင့်မြတ်သူဆိုတာလုပ်ငန်းနဲ့အလုပ်နဲ့ဆိုင်တယ်အလုပ်နဲ့ဆိုင်တယ်ဆိုတာကိုအတွင်းတစ်ခါပြန်ပြီးတော့ကြည့်တာဒီအလုပ်ကိုဘယ်သူကဥဆောင်နေတယ်လဲဆိုစိတ်ကဥဆောင်
စိတ်ကဖြူစင်မြင့်မြတ်ဖို့အရေးကြီးတယ်ပေါ့စိတ်ဖြူစင်မြင့်မြတ်မှသူလုပ်တဲ့အလုပ်ဟာလည်းဖြူစင်မြင့်မြတ်တာဖြစ်တယ်အေးဒါကြောင့်မလို့မြင့်မြတ်သူဆိုတဲ့ definition ကိုမြတ်စွာဘုရားကလူတွေအလုံးထင်ထင်ရှားရှားတတ္တလောကကြီးတစ်ခုလုံးလက်ခံနိုင်တော့လက်တွေ့ကြကြကောင်းတဲ့အလုပ်လုံးမှဖြူစင်မြင့်မြတ်သူဖြစ်နိုင်တယ်မကောင်းတဲ့အလုပ်လုပ်ရင်ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ရာထူးဘလောက်ပဲကြီးကြီးစီစဉ်ဥစ္စာတွေဘလောက်ပဲချမ်းသာမျိုးရိုးဘလောက်ပဲကောင်းမဟုတ်တာလုပ်တဲ့လူကမဟုတ်တဲ့လူပဲဖြစ်မှာဟုတ်တာလုပ်တဲ့လူကမဟုတ်တဲ့လူဖြစ်မယ်ဒီသဘောကိုမြတ်စွာဘုရားဟောတာပဲဖြစ်ဒါဟာအလွန်လက်တွေ့ကြတဲ့အရာဖြစ်လို့ဘုန်းကြီးတို့တွေဟာကိုယ့်ကိုယုံကြည်ချက်ကိုပြောင်းရမှာဖြစ်တယ် mindset ကိုပြောင်းအောင်မှာဖြစ်တယ်တို့တွေဟာမြင့်မြတ်သူဖြစ်ချင်ရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ဖို့လိုတယ်ပဋ္ဌာန်းရှိုံနဲ့မြင့်မြတ်သူဖြစ်မှာမဟုတ်ဘူးရှားတူးဂုံသိမ်းရှိုံနဲ့မြင့်မြတ်သူဖြစ်မှာမဟုတ်ဘူးမြင့်မြတ်တဲ့အလုပ်လုပ်ပြီးတော့မြင့်မြတ်တဲ့စိတ်နေသဘောထားတွေရှိမှသာလေမြင့်မြတ်သူဖြစ်မယ်ဆိုတဲ့ဟာဒါဟာတကယ်ကိုပရမတ္ထအားဖြင့်စစ်မှန်တဲ့စံတတ်မှတ်ချက်တစ်ခုဖြစ်သွားတယ်။နှုတ်ဆိုရင်လောကမှာယာရုကြီးတဲ့လူကလည်းပြင်းပြတာပဲချမ်းသာကြွယ်ဝတဲ့လူကလည်းပြင်းပြတာပဲသူတို့ကြတော့ဘာလုံးအခုခေတ်ပြောရလို့ဥပဒေထက်ရောက်ကုန်ကြတယ်ပေါ့အဲ့ဒီပုဂ္ဂိုလ်တွေဥပဒေထက်မှာဘယ်သူမှမရှိရဘူးလို့ဆိုရင်ယာရုကြီးတဲ့လူတွေရောက်နေတယ်စီးပွားဥစ္စာတွေချမ်းသာတဲ့လူတွေရောက်နေကြသူတို့ကြတော့ဘာလုံးအပြည့်မရှိဘူးလို့ဖြစ်နေတယ်အေးဥစ္စာရဏမရှိတဲ့ပုဂ္ဂိုလ်ယာတုမရှိတဲ့ပုဂ္ဂိုလ်တွေကဥပဒေအောင်ရောက်ပြီးပြဝတ်နေရတဲ့အနေအထားမျိုးရောက်တယ်ဒါလောကကြီးရဲ့မှားယွင်းချက်တစ်ခုပဲဖြစ်တယ်အစစ်မှန်ကတော့အဲ့ဒါတော့မဟုတ်ပါဘူးလူတယောက်မြင့်မြတ်မှုဆိုတာအလုံးနဲ့သက်ဆိုင်တယ်စိတ်နေသဘောထားနဲ့သက်ဆိုင်တယ်ဒါကြောင့်မို့ individual life နေနဲ့ကိုယ့်ကိုစဉ်းစားအောင်ငါဟာမြင့်မြတ်သူတယောက်ဖြစ်ဖို့အတွက်ဘာလုပ်ရမလဲမြင့်မြတ်သူတယောက်ဖြစ်ဖို့ရအတွက်ငါဟာမြင့်မြတ်တဲ့စိတ်ဓာတ်တွေကိုမွေးရမယ်မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရမယ်မြင့်မြတ်တဲ့စိတ်ဓာတ်မွေးပြီးမြင့်မြတ်တဲ့အလုပ်ကိုလုပ်လိုက်တာနဲ့တပြိုင်နက်ငါဟာမြင့်မြတ်သူဖြစ်သွားပြီနော်ကိုယ့်ကိုဆွဲတင်နိုင်ရမယ်အဲ့ဒီဟာလက်တွေ့ချတယ်ဆွဲတင်နိုင်မှုတခုမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုမြန်မာနိုင်ငံမှာ17ရာစုနှစ်လောက်ကစပြီးပြည်ဝရောက်ရှိလာတာဖြစ်တယ်ဒီတည်းလဲစောကောင်းစောမယ်ပေါ့အနောထဘိညီနဲ့ရှင်အရဟံတို့ရဲ့ကြိုးပမ်းအထောက်မှုကြောင့်ဗုဒ္ဓဝဆနာလို့ခေါ်တယ်မြတ်စွာဘုရားရဲ့ဆုံးမစကားတွေဟာမြန်မာနိုင်ငံမှာအပြည့်အဝရောက်ရှိလာသို့တော်ရောက်ရှိလာတဲ့ဆုံးမစကားတွေဟာမူရင်းမပြတ်ပါဠိဘာသာနဲ့ရောက်ရှိလာတာဖြစ်တယ်အဲ့ဒီပါဠိဘာသာကနေမြန်မာလူပြန်လိုက်လို့ရှိရင်အဓိပ္ပာယ်ကတူတူပဲဖြစ်သွားမြန်မာလူမျိုးတို့ရဲ့တန်ဖိုးအရှိဆုံး heritage မြန်မာစာ heritage အကောင်းဆုံးမြန်မာအမွေအနှစ်ဆိုဒီမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတွေသာလည်းဖြစ်တယ်မြန်မာအမွေနှစ်ရရှိထားလို့မြန်မာလူမျိုးတွေရဲ့စိတ်တွေသဘောထားတွေဟာချီးမွမ်းမွေရတယ်များစွာဖြစ်တယ်သို့တော့မူရင်းကဒီအမွေအနှစ်ကိုလေးစားယုံကြည်ပြီးမိမိတို့ရဲ့ရိုးရာယဉ်ကျေးမှုနဲ့နေထိုင်တဲ့ဓလေ့ထုံတန်းစင်လာတွေကဘလို့ပဲကောင်းကောင်းဓလေ့ထုံတန်းစင်လာတွေကိုဖောက်ဖျက်သူမရှိဘူးလားဆိုရှိတာပေါ့အဲ့ဒီလိုဖောက်ဖျက်ပြီးမြမယဉ်ကျေးမှုနဲ့ဆန့်ကျင်တဲ့အလုပ်လုပ်တဲ့လူရှိလို့ရှိရင်တော့ဒါကဲ့ရဲ့ပွဲရှုပ်ချပွဲဖြစ်တယ်ပေါ့
တကယ်မြန်မာယဉ်ကျေးမှုနဲ့ထုံတန်းစင်လာကိုကြည့်လိုက်ပဲဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာခန္ဓာကိုယ်သွေးသားတဲ့ထီအောင်ရောက်ရှိပြီးအတွေးကိုကပြောင်းလဲသွားတယ်ဘာသာခြားဖြစ်အောင်တော့မြန်မာနိုင်ငံကဘာသာခြားနဲ့တခြားနိုင်ငံမှာရှိတဲ့ဘာသာခြားမတူကြဘူးမြန်မာပြည်မှာကြီးမြန်မာပြည်မှာမွေးပြီးမြန်မာပြည်မှာအနေများတဲ့ပုဂ္ဂိုလ်တွေကသူတို့အယူဆထဲမှာဘာသာတရားကတွင်တင်တာမဟုတ်တော့လည်းပဲအေးကံတရားအတိုင်းပဲပေါ့သင်္ခါရဆိုတာမမြဲဘူးဆိုတဲ့အပြောဆိုတွေပြောလာတာဘုရားရဲ့အဆုံးအမပဲလေဒါကောင်းတာလုပ်ရင်ကောင်းတာဖြစ်မှာပဲမကောင်းတာလုပ်ရင်မကောင်းတာဖြစ်မှာပဲဆိုတဲ့ဒီအတွေးခေါ်တွေဟာလေမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ကိုက်ညီတဲ့အတွေးခေါ်တွေဖြစ်တယ်အဲ့တော့မြန်မာလူမျိုးတွေရဲ့သွေးသားအတွေးခေါ်ရင်းထဲမှာစိတ်ဝင်နေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုဆက်လက်ရှင်သန်နေအောင်ထိမ့်ဖို့ကိုရရှိထားတဲ့ကိုယ့်ရဲ့တမိုးမဖြတ်နိုင်တဲ့အမွေအနှစ်တွေကိုထိမ့်သိမ်းဆောက်ရှောက်ဖို့ရမြန်မာလူမျိုးတွေရဲ့တာဝန်သာလည်းဖြစ်တယ်ပေါ့ထိမ့်သိမ်းဆောက်ရှောက်ဖို့ဆိုတာတန်ဖိုးသိဖို့လည်းလိုအပ်တယ်ပေါ့တန်ဖိုးနဲ့တန်ဖိုးသိမှန်တန်ဖိုးရှိမှန်သိမှထိမ့်သိမ်းဆောက်ရှောက်တာဖြစ်တယ်တန်ဖိုးရှိမှမသိလို့ရှိရင်တန်ဖိုးမရှိတဲ့အရာကိုသူတွေကထိမ့်သိမ်းဆောင်ရှောက်မှုမရှိကြဘူးဥပမာတစ်ခုပြောမယ်ဆိုလွန်ခဲ့တဲ့အနှစ်80လောက်ပဲဆိုပါစို့ဒီနေ့ခေတ်မြန်မာနိုင်ငံမှာတန်ဖိုးကြီးမားလာတဲ့ချိတ်လို့ခေါ်တဲ့ကြောက်စိမ်းရှေးရခင်တုန်းကလူတွေဟာအဝတ်ဖွတ်တဲ့ကြောက်တုံးခြေဆေးတဲ့အခါတက်နေတဲ့ကြောက်တုံးအဖြစ်သုံးချခဲ့ကြတယ်ဒါအမှန်ပဲနော်ကြောက်စိမ်းရဲ့တန်ဖိုးမရှိခင်တုန်းကမသိခင်တုန်းကဆိုလို့ရှိရင်ဒီကြောက်စိမ်းတုံးတွေပေါ်မှာအဝတ်ဖွတ်နေကြတယ်ဘယ်သူမှလည်းယူမလို့မရှိဘူးတန်ဖိုးရှိမှမသိကြဘူးဟောသိလာပြီဆိုတဲ့အခါကျတဲ့ဒီဟာတန်ဖိုးတွေတာတက်လာအဲ့ဒါလိုတန်ဖိုးရှိတာကိုရှိမှန်းသိဖို့သိလာလို့ရှိရင်လူတွေဟာတန်ဖိုးထားပြီးတော့ထိတ်လဲဆော့ဆော့လာကြမှာဖြစ်တယ်ရသော်ဗျာဒီအဆုံးအမတရားတော်တွေကိုအိန္ဒိယနိုင်ငံမှာဟောခဲ့တာဖြစ်တယ်ဒါပေမဲ့လို့အဲ့ဒီဒေသသားတွေဟာယုံကြည်မှုကတခြားအရာဖြစ်သွားပြီဘုရားရဲ့ဆုံးမတရားတော်တွေကိုကြောခိုင်းသွားကြကြောခိုင်းသွားပြီးတော့တခြားအယူဆတွေပဲမျက်နှာလှည့်သွားတယ်သူတို့ဟာဆုံးရှုံးမှမသိဆုံးရှုံးသွားကံကောင်းကျင်တော့မြန်မာလူမျိုးတွေရဲ့လက်ထက်ဘုရားရဲ့ဆုံးမတွေရောက်ရှိလာလို့မြန်မာလူမျိုးတွေကကနေ့ထီအောင်ဘုရားရဲ့အဆုံးအမတွေကိုထွေထွေပိုက်ပိုက်မြတ်မြတ်နိုးနိုးလိုက်တာကျင့်သုံးပြီးတော့နေချသေးတယ်တန်ဖိုးမသိလို့စွန့်ပစ်လိုက်ပြီဆိုလို့ရှိရင်ကတော့ဒီတရားတွေရဲ့တန်ဖိုးလည်းရရှိကြမှာမဟုတ်တော့ဘူးပေါ့နော်ဒါကြောင့်တန်ဖိုးသိအောင်ကြိုးစားအထောက်ကြပါဖြစ်အခုတည်းမဲ့ဘလောက်စဉ်းစားကြည့်တယ်လူတယောက်ရဲ့မြင့်မြတ်မှုဟာဘယ်ပေါ်မှာမူတည်တယ်လဲသူ့ရဲ့မျိုးရိုးပေါ်မှာမူတည်တာလားယာဓုပေါ်မှာမူတည်သလားရှိစိမ်ဥစ္စာပေါ်မှာမူတည်သလားမဟုတ်ဘူးသူ့ရဲ့လုပ်ရက်ပေါ်မှာမူတည်တယ်သူ့ရဲ့စိတ်ဓာတ်ပေါ်မှာမူတည်တယ်ဆိုဘလောက်ခြေနှက်စရာကောင်းတဲ့လက်ခံနိုင်စရာကောင်းတဲ့အဆိုမိတ်နဲ့ဆိုစဉ်းစားကြည့်လူတယောက်ဟာရှိစိမ်ဥစ္စာရအောင်မရှာနိုင်ဘူးဆိုရင်တစ်သလုံးအောက်တန်းကြယာဓုတိုးတက်အောင်မလုပ်နိုင်ဘူးဆိုရင်လည်းတစ်သလုံးအောက်တန်းကြမြင့်မြတ်တဲ့လူဖြစ်ဖို့ဆိုတာသူ့အတွက်ခလမ်းမရှိဘူးဟောမြတ်စွာဘုရားအဆုံးအမကိုကြည့်လိုက်ပြီဆိုရင်မြင့်မြတ်သူဖြစ်ဖို့ဟာယာဓုနဲ့လည်းမဆိုင်ဘူးပစ္စည်းဥစ္စာနဲ့လည်းမဆိုင်ဘူးကိုချင်းတရားနဲ့သူ့ရဲ့လောက်ရနဲ့ပဲသက်ဆိုင်တယ်စိတ်ဓာတ်နဲ့ပဲသက်ဆိုင်တယ်ဆို
ဘလောက်ခြေနဲ့ဆရာကောင်းလဲလူတိုင်းအတွက်အခွင့်အလမ်းတွေကပွင့်နေတဦးတယောက်အတွက်အခွင့်အလမ်းပွင့်တာမဟုတ်ဘူးဒီယူဆလူတိုင်းအတွက်ခွင့်လန်းပွင့်သွားကိုယ်တိုင်မြင့်မြတ်ချင်ရင်ကိုယ်ပေါ်မှာမူတည်တယ်ကိုယ်ပေါ်မှာပဲမူတည်တယ်ကိုယ်တိုင်နှိမ့်ချသူဖြစ်အောင်လဲကိုယ်တိုင်လှုပ်ထားပဲမြင့်မြတ်သူဖြစ်အောင်လဲကိုယ်တိုင်လှုပ်ထားပဲဆိုကိုအားကိုရမယ်အတ္တဟိအတ္တနောနာထောမိမိတည်တာလဲမိမိရဲ့အားကိုးရာဖြစ်တယ်ကိုလှုပ်ရင်ဘာလို့ဆိုဖြစ်တယ်ဆိုတဲ့အယူဆတစ်ခုဟာဘလောက်ကျင့်တတ်စရာကောင်းအဲ့လိုမဟုတ်ဘဲနဲ့တသက်တာလုံးတစ်ခုခုကိုမှီးနေရလူတွေကပြောတယ် freedom ကိုကြိုက်ကြတယ် independent လွတ်လပ်နေချင်တယ်လို့ပြောကြတယ်သို့တော့လူကတော့လွတ်လပ်တဲ့ထင်ပေမဲ့အတွေးခေါ်တွေကချုပ်ခိုင်ထားတယ်ကိုတခါတော့ကနိုင်ငံခြားမှာအမျိုးသမီးတယောက်နဲ့ဆုံတော့စကားပြောတော့ခါမှာသူကဘာပြောတော့ဆိုသူက free thinker တဲ့ခုခေတ်က free thinker လို့ဆိုတာကိုကြိုက်တာကိုလုပ်တဲ့သဘောပေါ့နော်အေး free thinker ဆိုတာဘုရားရဲ့အဆုံးအမပဲလို့ဘုရားရဲ့တွေးတောယုံကြည်မှုဟာအမှန်တရားပေါ်မှာအခြေခံထားတယ်ဆိုတော့တကယ် free ဖြစ်တယ်အမှန်တရားဆိုတာအလုံးအတွက်ပဲလေ free မဖြစ်တာပါတော့ဆိုရင်ကိုယ့်ကိုဖန်ဆင်းနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အဆုံးအမနဲ့နေရတယ်ဆိုလို့ရှိရင်ကိုယ့်ထက်ကကိုယ့်ကိုဖန်ဆင်းနေတဲ့ပုဂ္ဂိုလ်သူ့ဘောင်မကျော်နိုင်ဘူးပေါ့ဘုရားသခင်လိုတော်ချဆိုတဲ့အထဲမှာသူကနစ်မြုပ်သွားတယ်တခြားအဆုံးအမတွေဘာသာတရားတွေအတိုင်းပဲဆိုလို့ရှိရင်သူ့ကိုယ်သူနစ်မြုပ်သွားတယ်လို့ဖြစ်တယ်free thinker လို့ဆိုတဲ့ဟာအဓိပ္ပာယ်ကောင်းအောင်ယူမယ်ဆိုရင်လက်တွေ့ကြတဲ့ကိုယ့်ဘဝကိုကိုယ်တိုင်ပဲ we are our own architect ကိုယ့်ရဲ့ architect ပဲကိုယ်ဘယ်လိုပုံဖော်ခြင်းလဲကိုယ့်ဘဝကိုကြိုက်တဲ့ပုံဖော်လို့ရတယ်ကိုကြိုက်တဲ့ပုံဖော်ရဲဆိုတာသပင်ပုံတွေတို့ခန္ဓာကိုယ်ပြုပြင်တာတွေကိုပြောတာမဟုတ်ဘူးရုပ်ပုံကိုပြောတာမဟုတ်နော်ဘဝမှာကိုကြိုက်တဲ့လမ်းကြောင်းကိုရွေးပြီးတော့ကိုသွားလို့ရတယ်ဒါ free ပဲကိုကြိုက်တဲ့ပုံဖော်လို့ရတယ်ကိုအဲ့ဒီကိုကြိုက်တဲ့ပုံဆိုတဲ့ဟာကိုအကောင်းဆုံးဖြစ်အောင်လုပ်နိုင်ပြီဆိုရင်ကိုကြိုက်တဲ့ဟာဖြစ်မှာကိုကအကောင်းကြိုက်တယ်မဟုတ်တာလုပ်တယ်ရတာမဟုတ်တာတွေဖြစ်တယ်ဆိုဒါကိုကလမ်းမှားနေပြန်ပေါ့အဲ့ဒါကိုဖြစ်ချင်တဲ့အတိုင်းဖြစ်အောင်ဆိုလို့ရှိရင်သူဟာဓမ္မစစ်လမ်းကပဲရှောင်အောင်မှာဖြစ်တယ်မကန်တဲ့အတွေးခေါ်တွေနဲ့မကန်တဲ့လောက်ရတဲ့နဲ့သွားရင်သူဟာကိုကြိုက်တာဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မို့ဗုဒ္ဓဘာသာဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေဟာ free thinker ပဲကိုယ့်ဘဝကိုရွေးချယ်ခွင့်ရှိတယ်ကိုယ်ဘာဖြစ်ချင်တယ်လဲရွေးချယ်လို့ရတယ်နောက်ဆုံးပဲဘယ်လောက်ထိအောင်မရွေးချယ်ရဘူးဆိုတာတခုမှမရှိဘူးကိုဟာလောကမှာအထွတ်ထိပ်ရောက်သွားတဲ့အဖြူစင်မြင့်မြတ်ဆုံးပုဂ္ဂိုလ်ဗုဒ္ဓဖြစ်ချင်သလားရွေးချယ်လို့ရတယ်ဘယ်သူမှမင်းမမီဝဘူးလို့ပြောတာမရှိဘူးเนาะဒါကြောင့်မို့လို့ဘုရားဘာသာထဲမှာမဟာယာနဗုဒ္ဓဘာသာဆိုရှိတယ်China တို့ဂျပန်တို့ကိုရီးယားတို့မှာထွန်းကားတဲ့ဗုဒ္ဓဘာသာတွေလူတိုင်းမှာဗုဒ္ဓနေချာရှိတယ်လို့သူတို့ယူဆတယ်ဗုဒ္ဓနေချာသူတို့ပြောလို့တာလူတိုင်းဖျားဖြစ်ခွင့်ရှိတယ်လို့ပြောတာဒါမှန်တယ်ဖျားဖြစ်ခွင့်ရှိတယ်သို့သောလုပ်ငန်းစဉ်အတိုင်းလုပ်ရလိမ့်မယ်ဒီတိုင်းတော့မဖြစ်နိုင်ဘူးဘာပဲဖြစ်လမ်းကြောင်းတစ်ခုဟာကိုယ့်အတွက်ပိတ်နေတာမဟုတ်ဘူးဖွင့်နေတယ်ကိုရွေးချယ်တာဘာလဲ
ဖះဖြစ်ဖို့ရွေးချယ်ခြင်းသလားရွေးချယ်ရင်ခုနအမြင့်မြတ်ဆုံးအလုပ်ကိုလုပ်ဖို့လိုတယ်ဖះဆိုတာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ပဲအဲ့ဒီအမြင့်မြတ်ဆုံးအလုပ်ကိုလုံးနိုင်ပြီဆိုရင်ကိုဟာဖះဖြစ်မှာဒီတိုင်းကတော့အချောင်ကတော့ဖြစ်လို့မရဘူးပေါ့နော်ပညာတစ်ခုသင်နေဆိုရင်လည်းပဲခုဗမာပြည်မှာဆိုလို့ရှိရင်ပညာသင်ကြတယ်စေတင်နေဆိုလို့ရှိရင်သူသတ်မှတ်ထားတဲ့ကာလဒါတွေလေးလက်ဖတ်ရှုဖို့လိုတယ်အင်ဂျင်နီယာဖြစ်ဖို့ဆိုလဲသတ်မှတ်ထားတဲ့ကာလဖတ်ရှုလေးလာဖို့လိုဒါလုံးဝပဲလုပ်လို့တယ်ဖျားဖြစ်ချင်တယ်ဆိုလို့ရှိရင်လည်းဖျားဖြစ်လောက်တဲ့အတိုင်းအတာတွေဟာကန့်သတ်တရှိတယ်အဲ့ဒါကိုလေ့ကျင့်ရမှာဖြစ်တယ်ဖျားဖြစ်ချင်လို့လေ့ကျင့်ရမယ့်အချက်တွေဟာအလုံးသိကြတဲ့အတိုင်းပဲပါရမီ7ပါးလို့ခေါ်တယ်ပါရမီ7ပါးဆိုတာပါရမီဆိုတဲ့စကားလုံးကမြန်မာလူမျိုးတွေကတော့ယိုးနေတာလမ်းလည်းပါရမီလမ်းလို့ခေါ်တာရေနှောကဘာစကားတွေကလည်းပါရမီဘာစကားအဲ့ပါရမီဆိုတဲ့အဓိပ္ပာယ်ကမြင့်မြတ်သူတို့ရဲ့အလုပ်လို့ပြောတာမြင့်မြတ်သူဖြစ်ချင်ရင်အဲ့ဒီအလုပ်ကိုလုပ်ရင်အလုပ်ကနေကိုရိုးတင်ပေးလိုက်မြင့်မြတ်သူဖြစ်သွားတယ်ပရမတ္တဣဒံပရမတ္တဧတာပါရမီမြင့်မြတ်သူရဲ့စိတ်နေသဘောထားမြင့်မြတ်သူရဲ့လုပ်ငန်းဒါကိုပါရမီလို့ခေါ်တာဖြစ်တယ်အဲ့ဒါလည်းကန့်သတ်ထားတာရှိတယ်ဘယ်အလုပ်တွေဟာမြင့်မြတ်တဲ့အလုပ်တွေလဲလောကမှာဒီလူတယောက်ဟာနိုဘယ်နဲ့ဣဂနိုဘယ်နှစ်ခုရှိနိုဘယ်ဆိုတာမြင့်မြတ်သူဣဂနိုဘယ်ဆိုတာမြင့်မြတ်သူပေါ့ဆိုင်ရာစိတ်တွေသဘောထားနဲ့တို့ရက်တွေကိုချိပြီးနိုဘယ်နဲ့ဣဂနိုဘယ်ကိုပြောတာအဲ့တော့ကောင်းပြီဘုန်းကြီးတို့တွေနိုဘယ်ဖြစ်ချင်တယ်အဲ့ဒီနိုဘယ်ဆိုတဲ့စကားလုံးကိုပြန်မလို့သုံးတယ်အိန္ဒိယစကားလုံးနဲ့ရမဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဖတ်တဲ့အခါမှာအိန္ဒိယသံနဲ့မြန်မာလူမျိုးတွေကတော့ပြန်မလို့ပဲဖတ်လိုက်တယ်အိန္ဒိယသံနဲ့ဖတ်မယ်ဆိုဗြဟ္မအဲ့လိုဖတ်တယ်အဓိပ္ပာယ်ကမြင့်မြတ်သူလို့အဓိပ္ပာယ်ရတယ်မြန်မာပြည်ကိုတစ်ချိန်တုန်းကဘာမလို့ခေါ်ခဲ့တာအလုံးသိကြပါတယ်ဗမာပြည်ကိုဘာမလို့ခေါ်တယ်ဗမာလူမျိုးတွေကိုဘာမစ်လို့ခေါ်တယ်ဗမာစကားကိုလည်းဘာမစ်လို့ခေါ်တယ်အဲ့ဒီအနေခုမြန်မာသေးချာစဉ်းစားကြည့်လို့ရှိရင်မြန်မာလူမျိုးတွေကိုဘာကြောင့်ဘာမလို့ခေါ်ခဲ့တာတော့ဆိုလို့ရှိရင်ဘုန်းကြီးတို့စဉ်းစားမိတော့ပြောတာပါမှန်ရင်လည်းမှန်မယ်မမှန်ရင်လည်းမမှန်အိန္ဒိယနဲ့မြန်မာနိုင်ငံဟာအင်္ဂလိပ်ခေတ်ကတနိုင်ငံနဲ့အဖြစ်ပေါင်းစပ်ထားတာအလုံးသိမယ်တမိုင်းရောင်းကြည့်လိုက်မြန်မာအိန္ဒိယနိုင်ငံရဲ့ပြည်နယ်တစ်ခုပဲမဏိပူရအတန်တို့နာမှာဗြဟ္မပုတ္တရဆိုရယ်မြစ်ရှိတယ်အဲ့ဒီဗြဟ္မပုတ္တရမြစ်ရဲ့ဒီဘက်ကိုဗြဟ္မဒေရှလို့ခေါ်တယ်သူတို့ဒေရှဆိုတာဒေသပဲအခုရန်ကုန်တိုင်းဒေသကြီးခေါ်တဲ့ဟာပြောလို့ပေါ့ဗြဟ္မဒေရှအဲ့ဒီအိန္ဒိယနိုင်ငံကလူတွေနဲ့တွေ့ရင်မြန်မာကိုဘယ်လိုခေါ်လို့ဆိုဗြဟ္မနဲ့ခေါ်တယ်သူတို့ဗြဟ္မဒေရှကလူတွေကိုဗြဟ္မလို့ခေါ်တယ်အင်္ဂလိပ်ကအိန္ဒိယကိုအရင်သိမ့်သွင်းတဲ့ကိုလိုနီဖြစ်အောင်ပြီးတော့မှအိန္ဒိယကလူတွေနဲ့မြန်မာပြည်ကိုသိမ်းယူတယ်ဒါလည်းသိတာပဲကလပ်ဖြူကလပ်မဲဆိုတာကြောင့်မလို့ဖြစ်တယ်အဲ့တော့ဗြဟ္မကိုသူတို့ကဗြဟ္မလို့ခေါ်တော့သူတို့နှုတ်နဲ့ကြိုက်အောင်အင်္ဂလိပ်ကဗြဟ္မကိုဘာမလို့ဖြစ်သွားတယ်နော်
ပရမကနေဘာမှဖြစ်တာအဲ့ဒီစကားလုံးကိုအင်္ဂလိပ်လိုရေးလိုက်တဲ့အခါကျတော့ဘာမှဖြစ်သွားတယ်ဘာမှဖြစ်သွားတာအင်္ဂလိပ်ကဖတ်တာဂျာမန်တွေကဘောမလို့ဖတ်တယ်ဖတ်ချင်တာဖတ်ကြတာနော်နောက်တီဟိုတွေကြတော့ဘူရုမာလို့ဖတ်တယ်ဂျပန်တွေကတော့ဘီရုမာလို့ဖတ်တယ်ဒါသူဖတ်ချင်တယ်လို့ဖတ်တာဒီနားကတရုတ်ပြည်ကိုတီဟိုတို့အိန္ဒိယတို့ကခဏထီအောင်ချိနာလို့ခေါ်တယ်ချိနာဆိုတာစိနာပဲအင်္ဂလိပ်စကားလုံးပေါင်းထားတာချိနာCHINA ဆိုချိနာပဲလေအဲ့ဒါအင်္ဂလိပ်တွေကသူတို့ဘာလို့သူတို့မှားဖတ်တော့ China ဖြစ်သွားတယ်အမှန်တော့အမှန်မဟုတ်ဘူးချိနာပဲချိနာကနေ China ဖြစ်သွားတော့သူတို့ဖတ်လို့ဖြစ်သွားတာအဲ့ဒါကိုအမှန်လို့ယူဆလို့မရဘူးတချို့ကလည်းဒီလိုဖတ်မှမှန်တယ်ဒီလိုဖတ်မှမှားတယ်မှန်တယ်မှားတယ်ဆိုတာသာထားတွင်သွားတာစကားလုံးတစ်ခုอ่ะတကယ်ကချိနာလို့ဖတ်ရမှာအခုအိန္ဒိယလိုကြီးညာတဲ့သတင်းတီဟိုလိုကြီးညာတဲ့သတင်းတွေကိုနားထောင်ကြည့်တရုတ်ပြည်အကြောင်းပြောရင်ချိနေနဲ့ခဏခဏပါတယ်နော်တရုတ်ပြည်အကြောင်းပြောနေပြီချိနေတရုတ်ပြည်အကြောင်းအဲ့တော့ချိနာကနေပြီးတော့ China ဖြစ်သွားတာဘယ်သူလက်ချက်တုံးဆိုအင်္ဂလိပ်ရဲ့လက်ချက်ကြည့်အောင်အိန္ဒိယနိုင်ငံရဲ့တောင်ဘက်မှာအခုဗမာတွေတောင်တော့လဲနေကြတယ်တငါးတဲ့ရွာလေးလေမော်လဒိုင်လို့ခေါ်တယ်တကဘာမှဖြစ်မဖတ်နေနေရတယ်တငါးတဲ့တွေပဲရှိတယ်ဒါပေမဲ့အခုသူကနိုင်ငံလေးတစ်နိုင်ငံဖြစ်သွားလဲနေကြတယ်အဲ့ဒီဟာရဲ့နာမည်အစစ်ကမာလာဓိပမာလာဆိုတာပန်းမယ်နော်မာလာဓိပကိုသူတို့စကားနဲ့ဖတ်တဲ့အခါကျတော့မာလဓိလို့ဖတ်တယ်ဓိပကပအောင်ဖြုတ်ပြီးမာလဓိလာအတန်ပြအောင်မဖတ်တော့တယ်မာလဓိလို့အင်္ဂလိပ်ကမှားဖတ်လိုက်တော့မော်လဒိုက်ဖြစ်သွားပြန်ရောနော်စကားလုံးအဓိပ္ပာယ်ကမာလဓိအဲ့နာလေးမှာတီဟိုဂျွန်နဲ့သူကရှင်ရဲလို့နေတာအိန္ဒိယမြေပုံကြီးရဲ့တောင်ဘက်ဖြားမှာနဲ့အရှေ့ဘက်မှာတီဟိုဂျွန်ကိုတော့လင်္ကာဓိပလို့ခေါ်တယ်ဒါသူတို့ခေါ်ရတာကျွန်းမဲ့ဓိပဆိုတာအဲ့ဒါကိုသူတို့ဒေသတန်နဲ့ပြောလိုက်တဲ့အခါလက်ကတိတဲ့လက်ကတိလို့ဖတ်တယ်လက်ကတိဆိုတာလင်္ကာဓိပပဲလက်ကတိအဲ့ဒါလို့ဖတ်တာတွေကိုကြည့်ပြီးလင်္ကာဓိပလက်ကတိမာလာဓိပမာလဓိအဲ့ဒီကျွန်းနှစ်ကျွန်းကိုအင်္ဂလိပ်ဖတ်လိုက်တဲ့အခါကျတော့မှခုနလိုမော်ဒိုက်တွေဖြစ်ကုန်များတာပဲနော်အဲ့ဒါကိုပဲအမှန်ယူနေကြတယ်အဲ့တော့ဆိုလိုချင်တာကဗမာတွေကိုဘာလို့ဘာမှလို့ပြောတာတော့ဆိုဗြဟ္မတိရှာကလူတွေမို့ဗြဟ္မာတွေလို့ပြောတာဗြဟ္မာဆိုတဲ့အဓိပ္ပာယ်ကမြင့်မြတ်သူလို့အဓိပ္ပာယ်ရတယ်ကိုယ့်ကိုယ်ဂုဏ်ယူခြင်းယူဖို့နော်မြင့်မြတ်သူဆိုတဲ့အဓိပ္ပာယ်ရသို့တော့မြင့်ရဲ့နာမည်ကဗြဟ္မဗုဒ္ဓခရီးလေးဗြဟ္မဗုဒ္ဓလို့ခေါ်တာပဲဗြဟ္မဗုဒ္ဓမြင့်ဒီတဲ့သေချာကြည့်ရင်ဗြိတိရှရဲ့အင်ပါယာမြေပုံထဲမှာကြည့်အိန္ဒိယနဲ့တွဲရဲ့information တစ်ခုပေးရမယ်ဆိုရင်ဗာရာဏသီရောက်တဲ့အခါမှာဗာရာဏသီမြို့တနေရာမှာဒီစချင်ကြောက်နဲ့ထွင်းထားတဲ့အိန္ဒိယတိုက်မြေပုံကြီးရှိတယ်ဗာရာဏသီမြို့ထဲမှာအမြေပုံကြီးသွားကြည့်ရင်ဗမာအိန္ဒိယရဲ့ဒေသတစ်ခုအနေနဲ့အဲ့ဒီမှာရေးထားတယ်ဗြဟ္မတိရှာလို့ရေးထားတယ်နော်ဗြဟ္မတိရှာအဲ့တော့သူခေါ်ကြခေါ်တာပဲလေကိုကလည်းသူတို့ကလားလို့ခေါ်တာခဲ့နောက်ဟိုဘက်ကလူတွေကြတော့တရုတ်လို့ခေါ်ပြန်တယ်တရုတ်ကတော့ဗမာတွေကိုမြင့်တင်းလို့ခေါ်ပြန်ရော
မြင့်တင်လို့ခေါ်တယ်အဲ့တော့ခေါ်ချင်တာခေါ်ကြတာပဲဒါကိစ္စမရှိဘူးနော်ခေါ်ကြတာခေါ်သို့တော့ကိုယ့်ကိုအစစ်မှန်သိဖို့နဲ့ခုနပြောတဲ့ကောင်းတဲ့အလုပ်လုပ်မှမြင့်မြတ်သူဖြစ်တယ်မကောင်းတဲ့အလုပ်လုပ်ရင်မြင့်မြတ်တယ်လို့မဖြစ်ဘူးဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ဟာသွေးထွက်အောင်မှန်တယ်အမှန်ပဲဖြစ်တယ်ကိုယ်တိုင်မြင့်မြတ်ခြင်းမြင့်မြတ်တဲ့အလုပ်ကိုလုပ်ကြအောင်မှာဖြစ်တယ်နေကြတဲ့အလုပ်လုပ်ရင်ကိုဟာဘလောက်ပဲမြင့်မြတ်သူဖြစ်ခြင်းတော့လဲနေကြသူပဲဖြစ်မယ်အလုပ်ကနေကိုယ်ကိုစံသတ်မှတ်သွားလိမ့်မယ်စိတ်တွေသဘောထားတွေကစံသတ်သွားမှာလေစိတ်ထားမြတ်မှလူဟာမြင့်မြတ်တာဖြစ်တယ်ပေါ့ကောင်းပြီတဖြင့်စိတ်ထားမြတ်အောင်ဘယ်လိုလုပ်ရမလဲဘယ်ဟာကိုမြင့်မြတ်တဲ့စိတ်လို့ပြောရမလဲလူဆိုတာအတိုင်းအဝိုင်းနဲ့နေတတ်တဲ့သရဝတစ်မျိုးအဲ့ဒီအတိုင်းအဝိုင်းနဲ့နေတဲ့အခါမှာ family society သူ family ကို family ကိုရှိတယ်အဲ့ society လူသားအတိုင်းအဝိုင်းပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်ဆိုတာမေတ္တာမေတ္တာဆိုတာအမုန်းကင်းစင်တဲ့စိတ်တွေသဘောထားကိုပြောတာလူတယောက်ပေါ်မှာမချစ်နှက်တာတွေမရှိဘူးမုန်းတီတာတွေမရှိဘူးသူရဲ့အကျိုးစီးပွားကိုလိုလားတယ်လူတိုင်းကိုချမ်းသာစေခြင်းနဲ့စင်ပြေစေခြင်းနဲ့ဆိုစိတ်ဓာတ်တွေကိုမွေးကြည့်လိုက်နော်ဘသူပဲတွေ့အလုံးအကျိုးစီးပွားလိုလားတယ်ဘသူပဲဖြစ်ဖြစ်ချမ်းသာတယ်အလောက်ကိုင်းစေပြေတယ်သာဝနေပြည့်စုံတယ်အလုံးကချမ်းသာကြတယ်ပြုံးရွှင်ပြီးတော့နေကြတယ်ဆိုအလုံးကျင့်တတ်ရှာကိုယ်စိတ်ဓာတ်ကအဲ့ဒီလိုမြင့်မြတ်တဲ့စိတ်ဓာတ်တွေမွေးလိုက်ပဲဆိုဒါမေတ္တာလို့ခေါ်တယ်မေတ္တာရဲ့သဘောကဘာလို့ဆိုရင်အမုန်းကင်းစင်ခြင်းပဲလူတွေကမေတ္တာပို့တာကိုမေတ္တာလို့ထင်နေကြတာလူကြားကောင်းမေတ္တာပို့တယ်ရှင်တွေကဒေါသကိုတော့ဒီတိုင်းပဲသိမ့်ထားတယ်မကျင်တတ်ဘူးဘယ်သူဖြစ်တကွေးတော့တဲ့မယ်စိတ်ခေါ်ရင်တိမ်ပေါ်ထီအောင်လိုက်အောင်မယ်နဲ့အညိုးတေးတွေနဲ့လှုပ်လို့ရှိကြတယ်လို့တယ်မကျင်တတ်ချက်တွေကရင်ထဲမှာရှိတယ်မကျင်တတ်ချက်ကိုရင်ထဲမှာတူထားနေလို့ရှိရင်ကိုယ်ကမေတ္တာပြေဝသူမဟုတ်ဘူးအဲ့ဒါဘယ်သူဘောဖြစ်မကျင်တတ်ဘူးဘယ်သူကတော့မုန်းတယ်ဆိုတဲ့စိတ်ဓာတ်မျိုးတွေထားနေသေးတယ်ဆိုလို့ရှိရင်ဒါဖြူစင်မြင့်မြတ်သူမဖြစ်ဘူးအဲ့ဒါမေတ္တာဆိုတာအကန့်အသတ်မရှိရဘူးသို့တော့မြန်မာလူမျိုးတွေကမေတ္တာဆိုတဲ့ဖြူစင်မြင့်မြတ်တဲ့အသုံးကိုချစ်တာနဲ့သွားလဲနေကြပြန်ဘယ်သူပေါ်မေတ္တာရှိတယ်ပဲဟောပေါ်မေတ္တာရှိတယ်အဲ့ဒါကမေတ္တာမဟုတ်ဘူးတဏှာဆိုတာကိုယ့်အတွက်စဉ်းစားတယ်မေတ္တာဆိုတာသူ့အတွက်ပဲစဉ်းစားတယ်ကဲကိုယ့်ကိုစဉ်းစားကြည့်ငါဟာသူ့အတွက်စဉ်းစားတာလားကိုယ့်အတွက်စဉ်းစားတာလားဒါပဲသိချအောင်စဉ်းစားကိုယ့်ကိုဖြေထုတ်မလိမ့်နဲ့ကိုယ့်ကိုဖြေထုတ်ငါဟာသူ့အတွက်လားသူဟာငါအတွက်လားငါကသူ့အတွက်ဆိုလို့ရှိရင်တော့မေတ္တာပဲရောက်ပါသူဟာငါအတွက်လို့ဆိုလို့ရှိရင်တော့ဒါကိုအတွက်အကျိုးကိုကျိုးခဲ့တာပဲဖြစ်တယ်ကြည့်လေလောကလူတွေဟာမိသားစုပဲဖြစ်ဖြစ်အမေဖေကသားသမီးကိုချစ်တယ်လို့ပြောကြတယ်ညီကောင်မောင်တို့မှချစ်တယ်လူချင်းချင်းချစ်တယ်လို့ပြောကြတယ်ကိုယ့်အတွက်လားသူ့အတွက်လားသိချဖြေထုတ်သိချဖြေထုတ်လိုက်တဲ့အခါမှာလူတယောက်ကတယောက်ကိုချစ်တယ်လို့ပြောနေတာဟာသူ့မြင်ရရင်စိတ်ချမ်းသာနေတယ်မိဘကလည်းသားသမီးကိုချစ်တယ်လို့ဆိုတာဒီသားသမီးလေးပေါ်မှာအားကိုးပြီးတော့စိတ်ချမ်းသာနေတယ်အဲ့တော့တရားဓမ္မစစ်ထုတ်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီ तू စိတ်ချမ်းသာနေတာလေးကို तू ချစ်နေတာမှာတော့သားသမီးကသူ့ရဲ့ object မျှတာဖြစ်တယ်သားသမီးကိုချစ်တာမဟုတ်ဘူးတေချာစဉ်းစားကြည့်မှပေါ်မှာနော်အခုခေတ်ကြည့်လေအခုပဲတွဲလိုက်တော့ကြကွဲလိုက်ဆိုတာဘာကြောင့်ကိုယ့်အတွက်ကြီးကြတာလေကိုယ့်အတွက်အဆင်ပြေရင်တွဲပဲကိုယ်နဲ့အဆင်မပြေဘူးဆိုခွဲပဲအဲ့တော့ကိုယ့်အတွက်ကြည့်နေသမျှတော့သူကမေတ္တာမဖြစ်ဘူး
မိဘကသားသမီးကိုချစ်တယ်လို့ဆိုတဲ့မိဘပဲကြည့်ဒီသားဒီသမီးကကိုပြောတဲ့စကားကိုနားမထောင်ဘူးနားမထောင်တော့နေ့စဉ်နဲ့အမျှစိတ်ဆင်းရဲတယ်မိဘစိတ်ဆင်းရဲအောင်လုပ်တယ်ဆိုဘာလုပ်လဲသတင်းစာတွေကနေအပွေပြတ်ကြော်ကြတာပေါ့ဒါနောက်ဆုံးပါချစ်ပါတယ်ဆိုတော့ဘာလို့အပွေပြတ်ကြော်ကြမလဲဘာကြောင့်လို့ဆိုရင်တကယ်သူမျက်နှိုးတဲ့သူ့ရဲ့ happiness ကိုဖြတ်စည်းလို့ကြေညာလိုက်တာပဲမှာတော့သူချစ်နေတာက happiness ကိုချစ်နေတာသို့တော့သားသမီးကိုချစ်တယ်လို့ထင်နေကြဗျလွယ်မှားမှုပဲအဲ့တော့လောကမှာလူတွေဟာဥစ္စာဒနာကိုချစ်တယ်လူကိုချစ်တယ်ဆိုတာပြောကြတာတချို့ကဥစ္စာဒနာကိုချစ်ပြီးတော့လူကိုချစ်ချင်မချစ်ချင်အောက်နေတဲ့လူလည်းရှိတယ်ပစ္စည်းချစ်တာပစ္စည်းရမယ်ဆိုရင် तू ကအောက်အင်းနေတယ်ပစ္စည်းမရတော့ဘူးဆိုရင်ဂတ်တော့ပဲအဲ့တော့ဓမ္မစစ်ကိုမသိကြလို့လူတိုင်းဟာကိုယ့်ကိုစဉ်းစားတဲ့အခါကိုယ့်ရဲ့ happiness ကိုတန်ဖိုးထားကြတာဖြစ်တယ်အေး happiness ကိုတန်ဖိုးထားတယ်ဆိုလို့ရှိရင်သူတို့လည်းသူပျော်ရွှင်မှုကိုလိုချင်မှာပဲငါလည်းငါပျော်ရွှင်မှုလိုချင်တယ်အဲ့တော့သူလည်းပျော်ရွှင်မှုရပါစေငါလည်းပျော်ရွှင်မှုရပါစေအို New Year ဆို Happy New Year နဲ့អော်လိုက်ကြတာပြည့်တာပြီးတော့လည်းဟုတ်တာလည်းမဟုတ်နော်အဲ့တော့ happy ဆိုတာကိုတန်ဖိုးထားတယ်ဆိုတာသိချတယ်အဲ့တော့တကယ် happiness ကိုဖော်ဆောင်ပေးနိုင်တဲ့မေတ္တာအစစ်နဲ့လူတွေရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ပဲထားပါမိဘကလည်းသားသမီးရဲ့အကျိုးစီးပွားကိုသာလိုလားတာလူကိုချက်တာမဟုတ်ဘူးဒီလိုထားရမှာဖြစ်တယ်နော်ပစ္စည်းဥစ္စာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီအကျိုးစီးပွားကိုလိုလားတဲ့စိတ်နဲ့ထားမယ်ဆိုလို့ရှိရင်ခုနလိုအပြစ်နာစာတွေပဲဖြစ်တော့စစ်မှန်တဲ့မေတ္တာတစ်ခုရှင်ထဲကအမုန်းတရားဆိုတာမရှိတော့ဘူးအေးရှင်ထဲကအမုန်းတရားဒီမေတ္တာအစစ်အမှန်ရှိပြီဆိုလို့ရှိရင်ဒုတိယနှိမ့်ကြသွားတယ်ဆိုရင်လည်းပဲဒီသူ့အပေါ်မှာအကျဉ်းနာထားတယ်အောင်မြင်ကြီးပွားသွားပြီဆိုလို့ရှိရင်လည်းဝမ်းသာနိုင်တယ်မေတ္တာစစ်နဲ့ချစ်ပြီဆိုလို့ရှိရင်တော့ဆင်းရဲရင်ကုပဲကြီးပွားတိုးတက်သွားရင်ဝမ်းသာမယ်ဒီသုံးခုမေတ္တာရဲ့ကရုဏာရဲ့မုဒိတာရဲ့အဲ့ဒီစိတ်ဓာတ်တွေနဲ့အများနဲ့ဆက်ဆံနေပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကပြည့်မြတ်သူပဲဖြစ်တယ်တကယ်ပြည့်မြတ်တဲ့စိတ်နှလုံးနဲ့နေတာဖြစ်တော့ကြောင့်ပြည့်မြတ်သူပဲဥပိ္ပခာဆိုတာကြတော့လူတယောက်ပေါ်မှာအကျိုးစီးပွားကိုလိုလားတယ်ဆိုတဲ့စိတ်နဲ့လဲလုံးလမလုပ်ဘူးအာမထုတ်ဘူးကြောင်းကြမထားဘူးဆင်းရဲဒုက္ခကလွတ်မြောက်ပါစေဆိုတာနဲ့လဲအာမထုတ်ဘူးသူချမ်းသာရင်လည်းသူကနဲ့သူချမ်းသာတာပဲဆိုပြီးတော့ချမ်းသာတဲ့အပေါ်မှာလည်းပဲအာမထုတ်ဘူးဥပေက္ခကြတော့တည်ငြိမ်တဲ့သဘောတရားတစ်ခုရသွားပြီသူကြတော့ equanimity လို့ခေါ်တယ်ချစ်ချင်းမုန်းခြင်းကိုလွန်မြောက်ပြီးတော့ဟိုဘက်ဒီဘက်တိမ်းဆောင်သွားတာမရှိတော့ဘဲနဲ့တိမှတ်တဲ့သဘောဖြစ်သွားတယ်ဥပေက္ခမရှိဘူးဆိုလို့ရှိရင်လူတွေကပယ်လိုက်တဲ့သဘောတွေဖြစ်တယ်ကောအဲ့တော့တရားတွေပေါ်မှာချစ်ရင်တစ်မျိုးမုန်းရင်တစ်မျိုးဆိုတဲ့မတည်ငြိမ်တဲ့စိတ်နေသဘောထားတွေပျောက်ကင်းသွားလို့ရှိရင်ဥပေက္ခမေတ္တာကရုဏာမုဒိတာဆိုတဲ့ဖြစ်ပစို့တရားသုံးခုကိုကိုယ့်ရင်ထဲမှာအခိုင်အမာတည်ဆောက်မိပြီဆိုလို့ရှိရင်ဥပေက္ခဆိုတဲ့အကျိုးကျေးဇူးတစ်ခုရလာအရာထဲမှာလို့မခေါ်မပြောပြစ်ထားတဲ့ဥပေက္ခမျိုးမဟုတ်ဘူးတရားမျိုးอ่ะเนาะတည်ငြိမ်တိမှတ်တဲ့သဘောတရားတွေကိုဆိုလို့တယ်ဒါကြောင့်ဘုရားရဲ့အဆုံးအမရမြင့်မြတ်သူဆိုသည်မှာစိတ်ဓာတ်ပြင်းပြရမယ်ကိုလှုပ်တဲ့လုပ်ငန်းပြင်းပြတဲ့အလုပ်ဖြစ်ရမယ်အဲ့ဒီမြင့်မြတ်တဲ့အလုပ်ထဲမှာကိုယ့်ရဲ့ society ကိုယ်အတိုင်းဝိုင်းထဲမှာကိုလှုပ်တဲ့အလုပ်ဟာ
ဘယ်လိုလှုပ်ဟာပြည့်မြတ်တယ်လဲမေတ္တာအခြေခံတဲ့လှုပ်ဟာပြည့်မြတ်တယ်ကရုဏာအခြေခံပြီးလှုပ်တဲ့လှုပ်ဟာပြည့်မြတ်တယ် jealousy ကင်းပြီးတော့အလုံးအပေါ်မှာရှင်းတတ်နိုင်တဲ့ appreciative joy လို့ခေါ်တယ်မုဒိတာအဲ့ဒီလိုဝန်တာနိုင်မှုရှိတယ်ဆိုလို့ရှိရင်ဒါစိတ်ဓာတ်အနေနဲ့မြင့်မြတ်သွားပြီဒါကြောင့်မို့ပါဠိစာပေမှာဗျမ္မဝိဟာရလို့ခေါ်တယ်ဘာကြောင့်ဗျမ္မလို့ခေါ်တယ်လဲလို့ဆိုရင်ချီးမွမ်းမွေရစိတ်တွေသဘောထားဖြစ်လို့မြင့်မြတ်ခြင်းဆိုတဲ့အဓိပ္ပာယ်အရဗျမ္မလို့ခေါ်တယ်နောက်အဓိပ္ပာယ်တစ်ခုကအမုန်းကင်းစင်တဲ့သဘောတရားဖြစ်သည့်အတွက်ကြောင့်ဗျမ္မလို့ခေါ်တယ်လောကမှာခဏခေတ်ပဲကြည့် hate speech ဆိုတာလူတွေကိုဒုက္ခအပေးဆုံးအရာတစ်ခုဖြစ်နေတယ်ပေါ့နော် hate speech ထွက်သွားတာဟာရှင်တဲ့က hatred ကြောင့်ဖြစ်တာလေနှုတ်ကထွက်လာတယ်ဆိုတာရင်ထဲကမအောင်နိုင်လို့အန်ထွက်လာတာဖြစ်တယ်ပေါ့ရှင်ထဲမှာအလုံးနဲ့အခဲနဲ့ရှိနေတဲ့ hatred ဆိုရယ်အမုန်းစိတ်ဒေါသကိုဖယ်ရှားနိုင်မှမြင့်မြတ်သူဖြစ်နိုင်မယ်အလုံးပေါ်မှာကျင့်တတ်ခြင်းသိခံခြင်းခွင့်လွှတ်ခြင်းနဲ့လူချင်းတန်းတူညီညာဆက်ဆံပေါင်းသင်ပြီးအကျိုးစီးပွားကိုလိုလားတဲ့စိတ်ကောင်းနှလုံးကောင်းတွေမွေးမြူကြမှာဖြစ်တယ်အဲ့လိုမွေးမြူပြီးမြင့်မြတ်တဲ့အလုပ်တွေကိုလုပ်နိုင်ပြီးဆိုတော့မှတကယ်မြင့်မြတ်သူအလွန်ကျင့်တတ်စရာကောင်းတဲ့ definition ပဲကိုယ်တိုင်မြင့်မြတ်သူဖြစ်ခြင်းရင်မြင့်မြတ်တဲ့စိတ်ဓာတ်ကိုမွေးပါမေတ္တာကရုဏာမုဒိတာဥပေက္ခအဲ့ဒီမြင့်မြတ်တဲ့စိတ်နေသဘောထားတွေကိုအခြေခံပြီးတော့မြင့်မြတ်တဲ့အလုပ်တွေကိုလုပ်ပါလုပ်ရင်ကိုဟာအဆမရှိဘူးမချမ်းသာဘူးဆိုနေပါစေရှားတို့မချီဘူးဆိုလည်းနေပါစေကိုဟာအောက်တန်းကြတဲ့စိတ်တွေသဘောထားရှိတဲ့လူမဖြစ်လို့ရှိရင်ကိုဟာမြင့်မြတ်သူပဲဖြစ်ပါတယ်ဆိုတဲ့ဒီဟာရသော်ဘုရားရဲ့အဆုံးအမတရားကိုမှတ်သားနာယူပြီးကြာပန်းမှာကြာပင်တစ်ပင်လုံးမှာကြည့်လိုက်ရင်ကြာပန်းဟာအပြစ်ကင်းစင်တဲ့တန့်စင်မွန်မြတ်တဲ့အရာဖြစ်တယ်လို့လူတွေမှာလည်းပဲအမွန်မြတ်ဆုံးကမြင့်မြတ်တဲ့စိတ်နေသဘောထားသာလည်းဖြစ်တယ်မြင့်မြတ်တဲ့စိတ်နေသဘောထားရခြင်းအဖြစ်ကိုယ့်ကိုကြာပန်းတစ်ဖွဲ့နှစ်သက်ဖွဲ့ဖြစ်အောင်မြင့်မြတ်သူဖြစ်အောင်တတိဆောင်ပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း